ဆယ်တန်းစားမကုန်တဲ့ကျွဲဝါချမ်းသာမှုကြောင့်စီးပွားရေးမလုပ်တော့ပဲအပြင်းပြေ DJ တီးနေတဲ့အောင်သမารရဲ့တားငယ်လေးကိုလူတာဟန်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင် TK Media ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျမကပရိသတ်ကြီးကိုအထူးသဖြင့်ညီမလေးတွေမမတွေကိုလူတစ်ယောက်အကြောင်းပြောပြချင်တာပါသူကတော့လက်ရှိမြန်မာပြည်ကမိန်းကလေးငယ်တွေကြားမှာအချိန်နဲ့အမျှရေးပန်းအစားဆုံးလူပြောအများဆုံး crush အဖြစ်ခံနေရဆုံးလူငယ်တစ်ယောက်ရဲ့အကြောင်းပါပဲသူကတော့တခြားသူမဟုတ်ပါဘူးမြန်မာနိုင်ငံရဲ့ရွှေလောကကိုစိုးမိုးထားတယ်လို့တောင်ပြောလို့ရတဲ့အောင်သမารရွှေလုပ်ငန်းစုကြီးရဲ့အငယ်ဆုံးသားအမွေဆက်ခံသူကိုလူတာဟန်ပဲဖြစ်ပါတယ်ရှင်သူကိုဘာလို့ဒီလောက်ထိလူစိတ်ဝင်စားနေကြတာလဲအချက်၃ချက်နဲ့ပြောလို့ရပါတယ်နံပါတ်၁ကမြန်မာပြည်မှာလက်ရှိထိပ်တန်းအချမ်းသာဆုံးမိသားစုတွေကတစ်ခုဖြစ်နေလို့နှစ်ကတော့အိုစဘောရုပ်ချောဆိုတဲ့စကားအတိုင်းပဲမတရားကိုရုပ်ချောလွန်းနေလို့သုံးကတော့ဒီလောက်ချမ်းသာနေရတော့အလုပ်ကိုစိတ်မဝင်စားပဲအပြင်းပြေ DJ တီးနေလို့ပါပဲပထမဆုံးသူ့ရဲ့ကျွမ်းဝချမ်းသာမှုကိုအရင်ကြည့်အောင်ပါအောင်သမารဆိုတဲ့နာမည်ကမြန်မာနိုင်ငံမှာရွှေနဲ့တမာတိတရားဆိုတဲ့စကားလုံးနှလုံးကိုပေါင်းဆက်ထားတဲ့သင်္ကေတတစ်ခုလိုပါပဲသူရဲ့ဖခင်ဦးအောင်ရဲ့စူးစမ်းမှုရိုးသားမှုတွေကြောင့်ဒီနေ့ခေတ်မှာအောင်သမารဟာတာမန်ရွှေဆိုင်တစ်ဆိုင်မဟုတ်တော့ပဲနိုင်ငံရဲ့ထိပ်တန်းလုပ်ငန်းစုကြီးတစ်ခုဖြစ်နေပါပြီသူတို့မိသားစုရဲ့ဆိုင်မှုကျွဲပွားမှုတွေကဆယ်သက်စားမကုန်ဆိုတဲ့စကားလုံးနဲ့တင်စားရလောက်အောင်ပါပဲဒီလိုမျိုးမဟာအင်ပါယာကြီးရဲ့အငယ်ဆုံးသားလေးအချစ်တော်လေးကတော့ကိုလူတာဟန်ပါဒုတိယအချက်သူရဲ့ရုပ်ရည်ပါကိုလူတာဟန်မိသားစုရဲ့ကံကောင်းခြင်းကျယ်ဝင်လေးလို့လည်းတင်စားကြပါတယ်သူရဲ့အမားဖြစ်သူမက်စင်ကိုယ်တိုင်ပြောပြချက်အရာအရင်ကသူတို့မိသားစုဟာကွန်းရရောင်းဝယ်ရေးလိုရိုးရိုးလုပ်ငန်းလေးကိုလုပ်ခဲ့ပြီးတော့လူသားဟန်ကိုမွေးဖွားပြီးအချိန်ကစစီးပွားရေးတွေတက်လာဟောတက်လာပြီးတော့ဒီနေ့လိုရွှေကုန်တဲ့လုပ်ငန်းကြီးဖြစ်လာခဲ့ရလို့ဆိုပါတယ်။ဒါကြောင့်တမိသားစုလုံးရဲ့အချစ်တော်အဖွားဖြစ်သူကတောင်ဒီကလေးကိုဘယ်သူမှမရရဘူးဆိုပြီးတော့အမိန့်ထုတ်ထားရတဲ့အသေးကြော်လေးဖြစ်တာပါ။ဒါကြောင့်မေလာတော့မသိဘူးသူကအုပ်စဘောရုပ်ချောဆိုတာကိုလက်တွေ့ပြနေရပါအရက်မြင့်မြင့်ရုပ်ရည်တန်တန်ပြုံးလိုက်တိုင်းမှာမိန်းကလေးတွေကျွေးစင်းသွားရလောက်တဲ့ပုံစံမျိုးနဲ့ဖြစ်လို့မြန်မာပြည်ရဲ့လုပ်ငန်းရှင်မင်းသားလေးတစ်ပါးလိုဖြစ်နေပါတယ်။သူရဲ့လူမှုကွန်ရက်ကိုဝင်ကြည့်လိုက်ရင်မိန်းကလေးပရိသတ်တွေရဲ့အသေးပုံတွေချစ်စကားတွေနဲ့ပြည့်နေတာကိုတွေ့ရမှာပါ။နောက်ဆုံးအချက်သူရဲ့ DJ ဝါသနာပါ။ကဲဒီလောက်ချမ်းသာတယ်ဒီလောက်ရုပ်ချောတယ်သူဘာလုပ်မယ်လို့ထင်တယ်လဲရွှေဆိုင်ကြီးမှာထိုင်ပြီးတော့စီမံခန့်ခွဲနေမလားစီးပွားရေးတွေတိုးချဲ့နေမလားမဟုတ်ပါဘူးသူရဲ့ဝါသနာရအပြင်းပြေလှုပ်ဆောင်နေတဲ့အရာကတော့ DJ တီးတာပါဟုတ်ပါတယ်ကလပ်တွေပွဲတွေမှာသချင်းတွေ mix လုပ်ပြီးတော့တီးတဲ့ DJ အလုပ်ပါဒီအချက်ကသူ့ကိုပို့ပြီးတော့ခူးဖြစ်သွားစေပါတယ်ရိုးရာရွှေလုပ်ငန်းရှင်တထေသားပုံစံကွက်ထဲကနေခွဲထွက်ပြီးတော့ခင်မိတဲ့လူငယ်ဆန်းတဲ့ DJ တယောက်ရဲ့ပုံစံကိုပေါင်းစပ်ထားပါတယ်လူတွေပြောကြတာကသူကစေတန်းစားမကုန်အောင်ချမ်းသာလွန်းနေလို့အလုပ်ကိုအလုပ်လိုလုပ်ဆရာမလို့ပဲကိုဝါသနာပါရ DJ ကိုအပြင်းပြေလုပ်နေရလို့ဆိုပါတယ်သူရဲ့အမမက်စင်ကတောင်သူ့ရဲ့မောင်လေးကိုစနောက်ပြီးတော့အောင်သမารရွှေဆိုင်တစ်ဆိုင်လုံးကိုဝယ်နိုင်တဲ့မိန်းကလေးမျိုးရှိရင်သူ့မောင်လေးလူသားဟန်ကို promotion နေနဲ့အစ်စ်ထည့်ပေးမယ်လို့ interview တစ်ခုမှာပြောပြခဲ့ပူပါတယ်။ဒါကနောက်ပြောင်သားဆိုပေမဲ့သူ့မောင်လေးရဲ့တန်ဖိုးကဘလောက်ကြီးမားလဲဆိုတာကိုတင်စားလိုက်တာပါ။ဒါပေမဲ့ဒီလောက်ပြည့်စုံနေတဲ့ကိုလူသားဟန်ကိုယ်တိုင်ကတော့သူ့ရဲ့လက်တွဲပေါ်အပေါ်မှာအမြင်ကတိတ်ကိုရိုးရှင်းပါတယ်။တရေသမီးချမ်းသာတဲ့သူဖြစ်စရာမလိုပဲမိမအစ်စ်ဖြစ်ရင်ရပြီလို့ရိုးရိုးသားသားဖြေခဲ့ပူပါတယ်။ကဲပရိသတ်ကြီးရောစီးပွားရေးဘက်မှာလည်းအင်ပါယာတစ်ခုကိုပိုင်ဆိုင်ထားတယ်။ရိုးရီကလည်းမင်းသားတစ်ပါးလို့ချောမောတယ်။ဝါသနာနေနဲ့လည်းခင်မိတဲ့ DJ တယောက်ဖြစ်နေတဲ့အောင်သမารရဲ့သားငယ်လေးကိုလူတာဟန်ပေါ်မှာဘယ်လိုမြင်ကြပါသလဲ။သူ့ကို crush နေကြတဲ့ညီမလေးတွေရောရှိကြလားသူရဲ့ DJ တီးတာကိုရောမြင်ဘူးကြလားမှတ်ချက်လေးတွေပြီးသွားခဲ့ပါအောင်ရှင်ကြည့်ရှုပေးရတဲ့အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်